ကဲအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ပြောကြမယ်အကြောင်းအရာကတော့လေနေရာတကာမှာတွေ့နေရတဲ့လူတော်တော်များများအတွက်နေစဉ်ဘဝရဲ့အစီပိုက်တစ်ခုလိုဖြစ်နေတဲ့အလဲအထက်တစ်ခုကြောင်းပါပဲဟုတ်ပါတယ်ကွမ်းဝဲရပါဒါပေမဲ့လေဒီလိုရင်းနှီးနေတဲ့အရာရဲ့နောက်ခွဲမှာတကယ်လို့ကျမရဲ့အတွက်ရောကျွန်တော်တို့ရဲ့လုပ်ငန်းခွင်အတွက်ပါတကယ်ကိုကြီးမားတဲ့အန်ဒီရဲတွေပုံငွေနေတယ်ဆိုတာကိုသိထားဖို့လိုလာပါပြီအဲ့ဒါကြောင့်ဒီအကြောင်းကိုတေချာလေးဆွေးနွေးကြည့်ကြရအောင်ဒီမိကုန်းကတော်တော်လေးကိုတိုက်ရိုက်ကြတယ်နော်ကွမ်းရဝါနေတော့မဲ့လားကိုယ်တိုင်ဖြစ်ချင်ဖြစ်မယ်ဒါမှမဟုတ်ကိုအနီးနားကမိသားစုဝင်တွေတငယ်ချင်းတွေထဲမှာဖြစ်ချင်ဖြစ်မယ်တွေးနေကြမြင်ကွင်းတစ်ခုဆိုပြီးမဲ့လည်းဒါလုံးဝကိုအလျက်ကင်းတဲ့အပျော်တမ်းအလေးအချင်းတစ်ခုမဟုတ်တော့ဘူးဆိုတာကိုအလေးနဲ့ချပြီးပြောချင်ပါတယ်တိတ်ပန်နီးကြတက်တဲ့အထောက်ထားတွေနဲ့ကိုဒါဟာကျမရဲ့အတွက်အကြီးကျယ်စိုးအိမ်စရာဖြစ်နေပြီအဲ့တော့ဒီအန်ရတွေကပါတယ်လဲဆိုတာကျွန်တော်အတူတူကြည့်လိုက်ကြရအောင်ကဲဒီမှာပြထားတာကိုတစ်ချက်ကြည့်လိုက်ပါဒါကတော့အရေးကြီးဆုံးနဲ့တကယ်ကိုအဓိကအချက်ပါပဲကမ္ဘာ့ကျန်းမာရေးဖွဲ့ကြီး WHO ကလေကွမ်းတီကိုဘေးအဆင့်မှာသတ်မှတ်ထားလဲဆိုတော့ကြောက်ကွမ်းလို့ဈေးလိုက်တို့လိုပဲကင်ဆာဖြစ်စေနိုင်တဲ့အပြင်းထန်ဆုံးအုပ်စုဂရူဝမ်ကာစီနိုဂျန်အဖြစ်အတီးလင်းသတ်မှတ်ထားတာပါဒါကဘဒူရဲ့ထင်မြင်ချက်မှမဟုတ်ဘူးနော်တစ်ပန်နီကြတတ်တည်ပြထားတဲ့အချက်လက်အစစ်အမှန်ပဲဖြစ်ပါတယ်ကဲအခုကျွန်တော်တို့တစ်ပန်နီကြအချက်လက်တွေကိုကြည့်ကြမယ်ဒါတွေကညင်းလို့မရတဲ့ကျန်းမာရေးဆိုင်ရာစိုးရိမ်စရာတွေပါပဲဒီအချက်လက်တွေကဘယ်ကလာတယ်လဲဆိုတော့ကမ္ဘာစစ်မင်းကျန်းမာရေးအဖွဲ့အစည်းကြီးတွေထုတေသနာတွေကနေတိုက်ရိုက်လာတာပါဒါကြောင့်လုံးဝကိုပေါ်ပေါ်ဆဆသဘောထားလို့မရတဲ့ကိစ္စတွေပါကွမ်းရဝါးတယ်ဆိုတာကလေခံတွင်းတစ်ခုတည်းကိုထိခိုက်တာမဟုတ်ဘူးခန္ဓာကိုယ်တစ်ခုလုံးကိုတိုက်ခိုက်နေတာညအတီတူပါပဲကြည့်ပါနံပါတ်1ကတော့အဆိုးဆုံးဖြစ်တဲ့ခံတွင်းနဲ့လေချောကင်ဆာတွေကော့ပြီးတော့အရန်ကိုဆွဲလန်းစေတယ်ဖြစ်တာခတ်တယ်နောက်တစ်ခုကသွားညက်သွားဖုံးတယ်တော်တော်များများသိကြမှာပါပြန်မကောင်းနိုင်လောက်အောင်ကိုဆိုးဆိုးရွားရွားဖြစ်စီးသွားစေတယ်ဒါဒီမဲလားဆိုတော့မဟုတ်သေးဘူးနှလုံးနဲ့တခြားစီဝါကမဖြစ်စင်တွေကိုပါထိခိုက်စေတဲ့ပြဿနာတွေအထိဖြစ်လာနိုင်ပါတယ်ကဲကွန်ကဘာလို့ဒီလိုဆွဲတာလဲဘာလို့ဖြတ်ရဒီလိုခတ်တာလဲဆိုတာကိုတိပြနင်းကြပြောပြမယ်ကွန်ဒီထဲမှာအရီကိုလင်းဆိုတဲ့ဓာတုပစ္စည်းတစ်ခုပါတယ်အဲ့ဒီကောင်ကဘာနဲ့တူလဲဆိုတော့စိတ်လိထဲကနီကိုတင်နဲ့အာနီတင်အတူတူပဲဦးနောက်ကိုကြာရိုက်သွားပြီးထိန်းချုပ်လိုက်ကြဆိုတော့ကိုတဘောနဲ့ကိုဖျက်ဖို့ဆိုတာရန်ကိုခတ်ခဲသွားစေတဲ့ဓာတုဗေဒနည်းရဆွဲလန်းမှုကိုဖြစ်စေတာပေါ့ဒီချက်ကိုတော့အလုံးရှင်းရှင်းလင်းလင်းမှတ်ထားဖို့လိုပါတယ်။ကွမ်းရနဲ့ပတ်သက်ပြီးနည်းနည်းလေးပဲစားတာပါဒီလိုလေးပဲစားတာပါဆိုပြီးဘေးကင်းတယ်လို့သတ်မှတ်လို့ရတဲ့ပမာဏဆိုတာလုံးဝမရှိပါဘူး။ဘလို့နည်းနဲ့စားဘလောက်ပဲစားအနေရကတော့ရှိနေမှာပဲ။100နဲ့100အနေရရှိတာအတူတူပါပဲ။ဟုတ်ပါတယ်။တချို့ကပြောကြလိမ့်မယ်။ကွမ်းရဆိုတာရိုးရအစင်လားပဲယဉ်ကျေးမှုပဲပေါ့။မှန်ပါတယ်။ဒါမဲ့အခုချိန်မှာကျွန်တော်တို့အလေးအနက်စဉ်းစားရမယ်မိကွန်းတစ်ခုရှိလာပြီ။အဲ့ဒါတော့ရိုးရအစင်လာနဲ့ကျွန်တော်တို့ရဲ့ကျမ်းမာရေးဒီနှစ်ခုကြားမှာကျွန်တော်တို့ရဲ့အနာဂတ်အတွက်ဘယ်ဟာကိုရွေးချယ်ကြမလဲဆိုတာပါပဲဒီမိကွန်းကိုကြောက်မေးကြည့်ဖို့လိုပါတယ်လူသက်တမ်းကိုတိုးစေတယ်ကျမ်းမာရေးကိုဆိုးဆိုးရွားရွားထိခိုက်စေတယ်လို့သိပ္ပံနည်းကျတက်တည်ထားတဲ့ရိုးရအစင်လာတစ်ခုကိုကျွန်တော်တို့တကယ်ပဲဆက်ပြီးလက်ဆင့်ခံသင့်ရလားရိုးရဆိုတာကျွန်တော်တို့ဘဝကိုပိုကောင်းအောင်လုပ်ပေးရမှာလေဒုက္ခပေးဖို့မမဟုတ်တာအဲ့ဒီတော့ဒီအလေးအထက်ကိုဆက်ထင်မလားဒါမှမဟုတ်ကြမ်းကြမ်းမာမာနဲ့အသက်ရှိနေနိုင်မယ့်အနာဂတ်ကိုရွေးမလားစဉ်းစားရမယ့်အချိန်တန်ပေါ်ပြီအထူးသဖြင့်ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်အခြေအနေကပိုတောင်ဆိုးပါတယ်။ဘာလို့လဲဆိုတော့ကွမ်းတီးချီးပဲဝါတာမဟုတ်ဘူး။အထဲမှာဆေးရွက်ချီးပါထည့်ပြီးဝါကြတာလေ။အဲ့ဒီတော့ဘယ်လိုဖြစ်သွားလဲဆိုတော့အစိတ်တစ်ခုကိုနော့အစိတ်တစ်ခုနဲ့ပေါင်းလိုက်တယ်လို့ပဲ။အန်တရရှိပြီးသားအရာတစ်ခုကပို့ပြီးတော့အစပေါင်းများစွာတေးစေနိုင်တဲ့အရာတစ်ခုဖြစ်သွားတာပေါ့။ကဲအခုပြောခဲ့တဲ့ကျမ်းမာရေးအန်ဒရီဒီကြောင့် GNM အနေနဲ့ကျွန်တော်တို့လုပ်ငန်းခွင်အတွက်မူဝါဒအသစ်တစ်ခုချမှတ်လိုက်ပါတယ်။ဒါကတော့ဘေးကင်းပြီးကျန်းမာတဲ့လုပ်ငန်းခွင်ပတ်ဝန်းကျင်တစ်ခုဖန်တီးဖို့အတွက်ကျွန်တော်တို့ရဲ့ကတိကဝတ်ပါပဲ။ဘာတွေလဲဆိုတာကြည့်လိုက်ရအောင်။ဟုတ်ကဲ့။ GNM ရဲ့ဘေးကင်းရေးမူဝါဒအသစ်ကအခုကစပြီးတရားဝင်အယိုးသက်ရောက်ပါပြီ။တောင်အားလုံးသိထားဖို့အရေးကြီးပါတယ်။ Okay ဒီစည်းကမ်းကိုမလိုက်နာဘူးဆိုရင်ဘာဖြစ်မလဲ။တတိယအဆင့်ပြစ်ဒဏ်ကြခံရမှာပါ။အဲ့ဒါကဘာလဲဆိုတော့လုပ်ငန်းခွင်တွေမှာကွမ်းရဒါမှမဟုတ်ဆက်ပစ္စည်းသုံးတာစတာတွေ့ရှိခဲ့ရင်လားစာမပါပဲအနည်းဆုံးအလုပ်ပိတ်ရက်3ရက်ပေးမှဖြစ်ပါတယ်။ဒါကပေါ်သေးတိကိစ္စမဟုတ်ဘူးဆိုတာကိုပြတာပါပဲ။ဘာလို့လဲဆိုတော့ဒါဟာကျွန်တော်တို့အားလုံးရဲ့ဘေးကင်းရေးနဲ့တရက်သက်ဆိုင်နေလို့ပါပဲ။ဒါကတော့တယောက်တည်းရဲ့တာဝန်မဟုတ်ပါဘူး။ကျွန်တော်တို့အားလုံးရဲ့ပုံတာဝန်ပါ။လိုက်နာရမယ့်အချက်တွေကလည်းအရင်ရှင်းပါတယ်။နံပါတ်1ကုမ္ပဏီဝင်းထဲမှာကွမ်းရလုံးဝမစားသုံးရပါဘူး။နံပါတ်2အလုပ်ထဲကိုယူလာတာတငယ်ချင်းတွေကိုဝေပေးတာလုံးဝမလုပ်ရပါဘူး
နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ရဲ့လုပ်ငန်းဝင်ကိုတန်ရှင်းမိပေးခင်းတဲ့နေရာဖြစ်အောင်အကျူတူဝိုင်းဝန်းထိန်းသိမ်းကြဖို့ပါပဲ ကဲအဆုံးသက်အနေနဲ့ကျွန်တော်တို့အားလုံးစိတ်ထဲမှာဆွဲသွားစေမဲ့အတွေးအခေါ်အသက်တစ်ခုကိုပြောချင်ပါတယ်အဲ့ဒါကတော့အမှန်တရားကိုဝါပါဆိုတာပါပဲဒါကကိုကျမကြီးကိုကာကွယ်တာတော့လုပ်ငန်းခွင်ကိုလေးစားတာတော့နှစ်ခုလုံးနဲ့ဆိုင်ပါတယ် ဒီဆောင်ပုတ်လေးကတော်တော်ခေါင်းနေနော်ကွမ်းရကိုမဝါနဲ့အမှန်တရားကိုဝါပါတဲ့ဆိုလိုတာကရှင်းရှင်းလေးပါကွမ်းရစားလို့ဘာကောင်းကျိုးမှမရှိဘူးဘလောက်ဆိုးကျိုးများလဲဆိုတဲ့အချက်လက်တွေကိုပဲကျွန်တော်တို့ခေါင်းထဲထည့်ထားရအောင်စဉ်းစားကြရအောင်လို့ပြောတာပါကွမ်းရစားအမှန်တရားကိုပဲဆင်ခြင်သုံးသပ်ကြရအောင်အချုပ်ပြောရတော့ဗျာကျွန်တော်တို့မှာအဓိကတာဝန်ကြီးနှစ်ခုရှိလာပါပြီပထမတစ်ခုကကိုကြက်ပါကိုကြမကြီးတို့ကိုယ်တိုင်ကာကွယ်ဖို့ပေါ့ဒုတိယတစ်ခုကတော့အများအကျွတ်ပါကျွန်တော်တို့အလုပ်လုပ်နေတဲ့လုပ်ငန်းခွင်ရဲ့စီမင်းစည်းကမ်းကိုလေးစားလိုက်နာဖို့ပါပဲ တခုတော့အားလုံးကိုနားလည်စေချင်ပါတယ်ဒီမူဝါဒကဘသူ့ကိုမှအပြည့်ပေးဖို့ဖျားပေးဖို့လုပ်တတ်လုံးဝမဟုတ်ပါဘူးဝန်ထမ်းတယောက်ချင်းစီရဲ့ကျမကြီးကိုတကယ်တန်ဖိုးထားတဲ့စိတ်ပူတဲ့ကုမ္ပဏီရဲ့စစ်မှန်တဲ့ခရူးဆက်မှုနဲ့ပွားလာတာဖြစ်တယ်ဆိုတာကိုသိစေချင်ပါတယ် GNM အနေနဲ့ဝန်ထမ်းအားလုံးရဲ့ကောင်းကျိုးအတွက်ရောလုပ်ငန်းခွင်ပေးကင်းလုံခြုံရေးအတွက်ပါအမြဲတမ်းကတိတီမှာဖြစ်ပါတယ်ဒီမူဝါဒကိုအကောင့်အထည်ဖော်ရမှာအားလုံးကပူပေါင်းပါဝင်ပေးကြမယ်လို့ယုံကြည်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်